ခုကျွန်တော်ရဲ့ coffee channel မှာသူအလေးကြပေါက်နေတဲ့ဆေးဖက်ဝင်အပင်တွေကိုကျွန်တော်လိုက်ပြမယ်နော်โอเคဒါတော့ကျွန်တော်ရဲ့ coffee channel coffee ကတော့ဒါကြီးမကြည့်သေးဘူးဗျ3နှစ်တာရေးဆိုတော့အခုမှအသီးစတီးတဲ့အချိန်လေးပဲရှိသေးတယ်โอเคဒီမှာโอเคအပင်ဒီ channel အပင်တွေကတော့ကျွန်တော်စိုက်ထားတာမဟုတ်တာဘောင်းပင်အလေးကြပေါက်တဲ့အပင်တွေအဲ့ဒီအပင်တွေမှာကျွန်တော်ပဲပင်တွေကဆေးဖက်ဝင်နေဆိုတာလိုက်ပြမယ်နော်နံပါတ်1နာမည်ရောမပြောပြတော့နာမည်ရာဒီသားအခေါ်ဒီနဲ့မတူပါဆိုတော့အကျိုင်းလေးပဲပြလိုက်တော့မယ်ကဲဒီပင်ကဒီstoreထဲမှာတော်တော်အသုံးဝင်တယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့လက်တွေခြေထောက်တွေပဲတားခုံမိတဲ့အချိန်မှာကျွန်တော်တွေးတိတ်အောင်ပဲဖြစ်ဖြစ် over antiseptic လောက်ခေါ်တာပေါ့ antiseptic ဥပမာ infection တွေမဝင်အောင်ဆိုပြီးတော့မှဒီအပင်ကိုကျွန်တော်တို့လက်နဲ့တိုင်းချီပြီးတော့မှအရည်လေးထွက်လာတယ်အဲ့ဒီအရည်လေးကနေပြီးတော့မှအနာတွေကိုညှစ်ထက်လိုက်ရင်ဒါတော့အနာကိုအလင်းမြန်60တယ်နောက်ပြီးတော့မှတခြားပင်ဒီပင်တွေဆိုတဲ့အတိုင်းပဲပိုက်နိုင်ရင်ကျွန်တော်တို့တောက်ရင်ပြောက်တယ်ဒီမှာနောက်ထပ်တစ်ပင်โอเคဒါတော့သူ့လေးကြပေါက်နေကြနော်ကဲဒါဒီမှာကဲဒီလိုမျိုးလေးဒါကကျွန်တော်တို့နူရာဒီမှာခဏကိုအပူချိန်ဓာတ်မြင့်တက်ပြီးတော့မှနှာခေါင်းသွေးရှန့်တယ်လက်မျက်နှာခေါင်းသွေးရှန့်တာကိုဆိုရင်တော့အဲ့ဒီအပင်ကိုခုနလိုမျိုးပဲခြေပြီးတော့မှနှာခေါင်းလိုမျိုးရှူပေးရင်နှာခေါင်းသွေးရှန့်လာပြောက်တယ်ဗျကဲပါပင်နေရှိသေးလေဆောက်ကြည့်ကြအောင်လေဟိုဒီမှာဒါအကောင်လုံးပြကြမယ်ထင်တယ်ဒီပင်ကတော့ကဲဒီမှာဒါတပင်နိုင်ညနေဒီတပင်နိုင်ညနေမဲ့ရတော့တီးကြတဲ့အတိုင်းပဲအနာဖြစ်တာပဲဖြစ်ဖြစ်တခုခုအကျိတ်တည်တာပဲဖြစ်ဖြစ်အဲ့တပင်နိုင်ညနေဥကိုတွေးပြီးတော့မှလိန်တာတော့အပင်အရွက်ဒီတွေးလိန်တာလို့ဆိုရင်ပြောက်တယ်ဗျအနာတော်တော်များများတပင်နိုင်ညနေနဲ့နိုင်တယ်ကဲနောက်မှကျေးဇူးအများကြီးတင်ပါတယ်နောက်မှတွေ့ကြမယ်